ဆိုတော့တဘောကတော့အားလုံးသိနေတယ်နိုင်ငံတော်ကြီးကဲတွေလည်းသိတယ်ဝန်ကြီးတွေလည်းသိတယ်လွှတ်တော်အမတ်တွေလည်းသိတယ်ခင်ဗျားတို့ကျွန်တော်ပြည်သူလူတွေလည်းသိတယ်အဖြေမရှိဘူးဒီကုန်စည်နှုန်းကြာဆင်းရေးတည်ငြိမ်ရေးကိုဖြည့်ရှင်းပေးနိုင်မယ်အဖြေဘယ်သူမှရှိမနေဘူးရှိမနေဘယ်သူမှရှိနေတဲ့ပုံလည်းမပေါ်ဘူးဘယ်သူမှတာဝန်ရှိနေတယ်လို့ခံစားကြတဲ့ပုံလည်းမပေါ်ဘူးမပေါ်တော့ခင်ဗျားတို့ကျွန်တော်ပြည်သူလူမှာပဲတာဝန်ရှိတာလားမသိဘူးကြည့်ရတာနော်ခင်ဗျားတို့ကျွန်တော်ပြည်သူလူမှာတာဝန်ရှိတဲ့သဘောထင်တယ်ခင်ဗျားတို့ကျွန်တော်ပြည်သူလူပဲလိမ့်ပိန်ကြိတ်မိခံကွာဆိုပြီးတော့ပဲကျွန်တော်တို့ပဲခံရတော့မယ်ထင်တာပဲပေါ့နော်ဘာလို့ကျွန်တော်တို့အခုရောက်ကွက်တဲ့ကိုဈေးသွားခိုင်းရင်အေရှင်မတွေဈေးသွားခိုင်းလက်ထက်ပတ်စံ1000လောက်ပါအောင်လို့ဈေးသွားလို့တော့ခင်ဗျာလက်ထက်ဘာပါမလားတရက်စာပြောတာနော်1000လောက်ယူသွားလို့ကောင်းကောင်းမလောက်မယ်မထင်နဲ့ဘလို့မကောင်းချက်လို့မရအောင်တယောက်တည်းဆိုရင်တော့1000ပို့တော့ရရင်မယ်ခင်ဗျာမိသားစုရှိပါတယ်ဆိုဘလို့လောက်တော့မလဲ1000နဲ့အဲ့တော့ तू အနည်းဆုံး3-4000ကျူသွားတော့မယ်အဲ့တော့အနည်းဆုံးဟို2000မှမပါရင်မကင်မသွားနဲ့တော့ဈေးထဲမသွားနဲ့တော့ဆိုဖြစ်လာတယ်တရက်စာအတွက်ဆို2000လောက်ပါမသွားနဲ့တော့မိသားစု300ပဲရှိရထား2000လောက်ပါမသွားနဲ့တော့တရက်2000ဆိုတဲ့တစ်လောက်6သိန်းဖြစ်သွားပြီလားသာဝေသူတို့ပတ်စံရှာမှာ6သိန်းရှာမှာရပါမလားခင်ဗျအစိုးရဝန်ထမ်းတွေဆိုရင်တစ်လောက်ဘယ်လောက်မှမရဘူးလူ3-4-5သိန်းနဲ့လုံးလုံးနေကြတယ်ဝန်ထမ်းတွေအများကြီးပဲအဲသူတို့တွေလည်းတက်တာတွေပါရှိပြီမဲ့ဘလို့ပဲတက်တာရှိမရှိသူတို့မှလည်းခြာလက်ပဲလင်းတာပဲဆိုတော့တနာဖို့ကောင်းတယ်ပေါ့နော်ဆိုတော့ပြည်သူလူထုအနေထားဘာဖြစ်လာလဲဆိုတော့ဟိုကျွန်တော်ခဏပြောတချို့တွေကသူတို့မိဖို့ကြောင်သူတို့မိဖို့ကြောင်မှာရိုက်ခတ်မှုမရှိတဲ့ခါကျတော့သူတို့မိဖို့ကြောင်ရိုက်ခတ်မှုမရှိတဲ့ခါကျတော့သူတို့မိဖို့ကြောင်တည်ငြိမ်အေးချမ်းမှုကိုကြည့်ပြီးတော့အခြားသူတွေမိဖို့ကြောင်တွေကိုမတည်မငြိမ်ဖြစ်တာကိုသူတို့ခေါင်းနဲ့မထည့်ဘူးနော်ကျွန်တော်တို့တာမန်အခြေခံပြည်သူတွေမိဖို့ကြောင်လေးတွေမိဖို့ကြောင်တိတ်ဆိတ်နေတာကြီးသူတို့ခေါင်းနဲ့မထည့်တော့ကိုကျင်းစာနေစိတ်နဲ့သူတို့ပြောနေပြီတချို့ကသူတို့ရဲ့မိဖို့ကြောင်မထိခိုက်တဲ့ခါကျတော့သူတို့မိဖို့ကြောင် ACT ညင်နေကျန်တဲ့လူတွေမိဖို့ကြောင်သူတို့ကမင်းတို့ရှောက်ပြောနေတာပါကွာလို့ပြောကြတယ်မင်းတို့ရှောက်ပြောနေတာပါကွာအောက်ခြေမှာမင်းရှောက်ပြောနေတာသူကလူတွေအဆင်ပြေနေတာပဲတဲ့လူတွေအတန်မထွက်နိုင်တော့တာအဆင်ပြေတာမဟုတ်အတန်မထွက်နိုင်တော့တာအတန်တကယ်မထွက်နိုင်တော့တာထွက်ကုန်မထွက်နိုင်တော့တာခင်ဗျာမနေ့စာညတာလုံလောက်စားဖို့တော့အတန်မနေမထွက်နိုင်တော့အဲ့လိုဖြစ်ကုန်တာတချို့ပြည်သူတွေပြောတာမြင်ဘူးချင်းကျွန်တော်ဂုတ်ဆွဲခေါ်ပြခြင်းတယ်လားကျွန်တော်ပြမယ်ဆိုရက်ကွက်တစ်ခုချင်းတစ်ခုလိုက်ပြခြင်းတယ်ငတ်ပြတ်နေတဲ့လူတွေနေစရာအိမ်တဲစုံလေးနဲ့နေနေရလူတွေကိုကျွန်တော်ခေါ်ပြခြင်းတယ်မြင်ဘူးချင်းပြခြင်းတယ်တကယ်ကိုငတ်ပြတ်နေတဲ့လူတန်းသားတွေအများကြီးရှိပါတယ်တခါလေတို့ MC တို့ဟို MQ တို့အစရှိတဲ့ဒီ entertainment media တွေတခါလေရိုက်ပြနေတဲ့ငတ်ပြတ်နေတဲ့လူတွေတခါလေပဲချမ်းလေးထမင်းစားနေလူတွေပေါ်ရတယ်ဆိုတာတခါလေအဲ့ဒါတွေကိုခင်ဗျားတို့တမင်ရိုက်ပြနေထင်လို့လားမသိဘူးအဲ့ဒါမျိုးကသူ့ရဲ့ကျန်တဲ့ပေါ်တယ်တပုံကြီးရှိတယ်တကယ်ရှိတယ်ဆိုမနေ့စာညတာမစားရတဲ့လူတွေတနက်ပဲစားရတယ်လူတပုံကြီးပဲအဲ့တော့ဒါတို့ကြောင့်ကိုချင်းစာတရားတွေကြောင့်ကျွန်တော်တို့အားလုံးလွတ်တော်ကိုယ်စားလှယ်လဲသူလဲမေးလို့ရတဲ့ပေါင်းတွေကမေးတာကျွန်တော်လွတ်တော်ကိုယ်စားလှယ်တွေရဲ့အနေထားကိုလည်းကျွန်တော်နားလဲတချို့လွတ်တော်ကိုယ်စားလှယ်တွေမေးခွန်းတွေမေးထားတယ်တင်တယ်တချို့မေးခွန်းတွေကကျွန်တော်လူရင်းမရောက်ဘူးသူတို့လည်းစိတ်မကောင်းဖြစ်တယ်သူတို့လည်းစိတ်အလိုမကျဖြစ်တယ်အမလို့အမရဖြစ်တယ်ဖြစ်ပေမဲ့ပေါက်ကွဲလို့လည်းမရဘူးပြဿနာအဲ့လိုဖြစ်နေတော့သူတို့လည်းစိတ်တော်တော်လေးစိတ်ဟိုတကယ်စေနာရှိတယ်ပြည်သူ့ဘောစေနာရှိတယ်လွတ်တော်ကိုယ်စားလှယ်တကယ်စိတ်မကောင်းဖြစ်နေကြတယ်စိတ်ထိခိုက်နေကြတယ်စိတ်ပင်ပန်းနေကြတယ်ငါတို့လွတ်တော်ဝင်ပြီးတာမှားပြီလားမသိဘူးဆိုတဲ့အတူမျိုးတော့ဖြစ်လာတယ်အောက်ချီပြည်သူလူထုပြောတဲ့စကားမင်းတို့အပေါ်လေးပြောနေတာပါကွာငါတို့နောက်ထောင်စရာမလိုပါဘူးသို့မဟုတ်ဒီကောင်ကနားကိုကြီးပါတယ်ငါတို့လည်းလုံနေတဲ့ကြားတဲ့ဒီကောင်ငါတို့ပြောပါတယ်ဆိုတာမျိုးထက်ဆိုင်ဒါတော့ပြည်သူတွေအော်နေအေးကွာငါတို့ပြည်သူတွေတနာပါတယ်ငါတို့ကိုယ်ရုံကြိုးစားကြအောင်ကွာဆိုတဲ့စိတ်လေးနဲ့တစ်ခေါက်တော့နည်းနည်းတော့ကြိုးစားပေးကြည့်ကြတိုက်တွန်းပါတယ်နော်ဝန်ကြီးတွေဆက်လက်ပြီးခန္တီမဲဆန္ဒနယ်မှာဥကုံဝမ်းအုတ်ချုပ်ရဲ့အခွင့်များမှပြည်သူစစ်မှုထမ်းဥပဒေနည်းဥပဒေများနဲ့မညီပဲအတင်းအဓမ္မဖမ်းဆီးမှုများလှုပ်ဆောင်နေသည်ကိုတွေ့ရှိရပါတယ်ပြည်သူစစ်မှုထမ်းအတွက်အတင်းအဓမ္မဖမ်းဆီးနေမှုများကြောင့်ပြည်သူများကြောက်လန့်စွာနဲ့နေထိုင်သွားလာနေရသည်ကိုစိတ်မတက်တာဖွယ်ရမြင်တွေ့နေရပါတယ်ဥပဒေနဲ့မညီပဲလမ်းမပေါ်မြို့ဝင်ဂိတ်နဲ့လူနေအိမ်အထက်ထိဝင်ရောက်ပြီးဖမ်းဆီးနေခြင်းဟာပြည်သူစစ်မှုထမ်းဥပဒေနည်းဥပဒေများကိုကျော်လွန်လှုပ်ဆောင်နေခြင်းဖြစ်ပါတယ်ဖမ်းဆီးခံရသူအချို့မှာចောင်းသားများလည်းပါဝင်နေကြောင်းသိရှိရပါတယ်အခုလိုအတင်းအဓမ္မဖမ်းဆီးမှုကြောင့်ယခုအခါကျွန်တော်တို့ခန်းဒီမြို့ပေါ်မှာမြို့သားလူငယ်များမနေထိုင်ရကြတော့ပါဘူးရက်ွက်တွင်တာရေးနာရေးကိစ္စများဆောင်ရွက်ရာတွေတက်ကြီးအမျိုးသားများနဲ့အမျိုးသမီးများကသာဆောင်ရွက်လက်ရှိပါတယ်မြို့ပေါ်နဲ့မိဘပြည်သူများမှာနေ့စဉ်နဲ့အမျှကြီးလန့်စာစားနေထိုင်ကြရတာအမှန်ပဲဖြစ်ပါတယ်နေကျေးရွာများမှာမွေးလူနာများအရေးပေါ်လူနာများခန်းဒီမြို့ရှိဆေးရုံဆေးခန်းများတို့လာရောက်ရာတွေလူနာအဆောက်အကူများပါဖမ်းဆီးနေမှုများကြောင့်လူနာများစွာဒုက္ခရောက်နေရပါတယ်ထို့အတူအခြားနေမှာအရေးပေါ်ခီးတွားပြည်သူအမျိုးသားများတည်လဲခန်းဒီမြို့တော်လာရောက်ရန်စိုးရင်ကြောက်လန့်နေရပြီးအများပြည်သူအတွက်ဟန်တာကြီးတစ်ဖွဲ့ဖြစ်နေသည်ကိုစိတ်မကောင်းစွာလက်လာသိရှိရပါတယ်ဥပဒေနည်းဥပဒေနဲ့မညီပဲဖမ်းဆီးနေခြင်းတွေဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်အခန်း1ပုံမှန်21ပုံမှန်ခွဲဂငယ်အခန်း8ပုံမှန်340ခုမှာအခွင့်အရေးများကိုထိခိုက်ရှုံးတကယ်တော့အစိုးရပေါ်ပြည်သူများရဲ့အယုံကြည်ရော့နေပြတ်ပြားစေမှာဖြစ်ပါတယ်
စစ်မှုထမ်းဆောင်ခြင်းမှဆောင်ရွက်လူများဟာခြားဒေသသို့တင်းရှောင်နေတိုင်းခြင်းများအားနီလန်မျိုးမျိုးဖြင့်လှုပ်ဆောင်လျက်ရှိကြောင်းသိသိတွေ့ရှိရတဲ့အတွက်ပြည်သူစစ်မှုထမ်းများဆင့်ခေါ်ရမှာဥပဒေနဲ့ညီစစ်မှုထမ်းဆောင်ရန်လက်ကျသူများအားစစ်စင်ရန်ဆင့်ခေါ်ခြင်းတွင်သတင်းပေါ်ရန်ပြောက်ွယ်သူများရဲ့မြည်စင်းကိုမြို့ညွတ်ထွက်လုံခြုံရေးကိများမှာရက်ွက်ကြည့်ရအုပ်စုအုပ်ချုပ်ရေးမျိုးဖြန့်ဝေထားရှိပါတယ်၎င်းမြည်စင်းနဲ့ပြည်သူစစ်မှုထမ်းရန်တင်းရှောင်သူများကိုမြို့ဝင်မြို့ထွက်စစ်ဆေးကိများနဲ့စစ်ဆေးတွေ့ရှိနေ၎င်းရက်ွက်ကြည့်ရအုပ်စုတွင်နေမီလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးအတွက်အစင်းစစ်ဆေးချိန်များနဲ့စစ်ဆေးတွေ့ရှိတော်၎င်းပြည်သူစစ်မှုထမ်းဤဥပဒေများနဲ့ညီစစ်မှုထမ်းဆောင်ရန်ဆင့်ခေါ်လျက်ရှိပြီးဆင့်ခေါ်ချိန်တွင်၎င်းသတင်းပို့ရန်ပြောက်ွယ်သူ16ဦးရှိတဲ့အတွက်ကိုလည်းပြည်သူစစ်မှုထမ်းဥပဒေနဲ့ညီအမှုဖွင့်အရေးယူနိုင်ရေးကိုလည်းဆောင်ရွက်ထားရှိပါ။တယ်အဲ့တော့ဆက်ကျင်းလိုက်လားကောင်းကောင်းမမောက်ဘူး 我别他来了，我路唔好呢， ။လူပဲကို 路呢，哎，路哎，你妈家人嘛的高，他妈的高， နှစ်ကောင်။ဒီဘက်မှာပြောအတူတူနဲ့တကောင် 提的提 ။အ 的， ချက်မဲ့ဘာသိနေလဲမင်း။ 高级呢，妈的高好吗？累， ခုနဒီနားမှာပေါက်တာပဲ။ 好的好的， ဟုတ်လား 提的提的， အေးဒီကောင်နေအမှအေးအေးကြောင့်မုတ်ဆိုင်ပေါင်းလို့ပဲနှစ်ကောင်လားမသိတော့မောက်တော့တွေ့တယ်မင်းတို့ထဲမှာမြင်ရလားအဲ့မှာတဲ့လားဘေးကြောက်လားဟုတ်ကဲ့ 累呢， ဘုံမှာထက်တော့ထဲဒီမှာမအေးကောင်နေစောက်ခွက်ပြောင်းနေတာကောင်နေနောက်ထပ်တစ်စီးလောက်ထပ်လုပ်ပလဲ 我那是一切加拿的呢，也嘞， မဟုတ်သူဒီမှာချက်ကွဲမှာမိဖို့ပြန်ထွက် 包括嘛是那种随便， တခုဆွပြလိုက်တာပြောအေးဟာပြောပြီမလာဘူးဖြစ်三这个三毛的，三这个三毛的， ။ဒီကောင်တွေကစစ်တိုက်ဖို့လာတာလားစပတ်ဒီလောက်ပဲနီးလေးပဲလမ်းတော့မဆောင်နိုင်တော့ဟုတ်ပါမလား 三ထွက်的三提的，他们老变。 ။စာကဆက်တော့ပြောလိုက်ပါဦးလို့စစ်တိုက်ဖို့လာလားငါလီးတာတောင်းတော့မတက်ရသေးဘူးစာတော့ထွက်နေပြီ အရှိရကောင်ကြီးမှာ6ညရောက်ကုန်ပြီအရှိဝဲရကောင်ကြီးမှာ6ညရောက်ကုန်ပြီရှောင်းလေးရော မကုန်ပြီအဲ့ဒီမှာပြစ်ခဲတာနော် စစ်တိုက်ဖို့လာတာလားငါလီးတာခွဲကြီးမပေးတော့လားမင်းကြီးတတ်မှမဟုတ် လွယ်ရလမ်းမပေါ်မှာပြစ်ထားပြီးတော့စီ